ဟုတ်ကဲ့အဲ့တော့ဗျပြောရရင်ကျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးစနစ်ဒီမိုကရေစီမှာအာဏာရဲ့မူလဘူတာပိုင်ရှင်ကပြည်သူဖြစ်ပါတယ်ပြည်သူသားအဓိကပြည်သူသားအခရာဖြစ်တယ်အခုမင်းအောင်လှိုင်စစ်အုပ်စုကတိုင်းပြည်ရဲ့အာဏာကိုတနက်အားကိုနော်ပြီးတော့အတင်းအဓမ္မအာဏာသိမ်းထားတယ်ဖက်စစ်တပ်ဖြစ်တယ်ဒီအခြေအနေကိုကျွန်တော်တို့ပြည်သူတို့ကလုံးဝလက်မခံဘူးဆိုတာကိုလေဒီຫນွေဦးဒေါ်လာရေးဒါအချင်းအခု၄နှစ်ကျော်လို့၅နှစ်ကာလတည်းဆောက်လူတို့ကဒီလန်ပေါင်းစုံနဲ့ဖော်ထုတ်ပြသခဲ့ပြီးသားဖြစ်တယ်အခုလည်းဖော်ထုတ်နေတယ်အဲ့တော့အခုလာမယ့်ဒီဇင်ဘာ10ရက်နေ့ပြည်ပဆိုင်ရာလူခွင့်ရေးနေ့မှာလည်းပဲကျွန်တော်တို့ပြည်သူရဲ့အာဏာကိုပြည်သူစံနာသဘောထားကိုဒီနိုင်ငံလုံးပြည်လုံးကျွတ်နော်ကျွန်တော်တို့အတန်တိတ်တပိတ်ကြီးနဲ့ဖော်ထုတ်ပြသကြမှာဖြစ်တယ်ကျွန်တော်တို့အနေနဲ့ပြည်သူစံနာပြည်သူသဘောထားကိုအပြည့်အဝယုံကြည်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပြည်သူနဲ့အတူရှိနေတယ်ပြည်သူတွေကိုယ်တိုင်ဒီလာမဲ့နော်ဒီဇင်ဘာ10ရက်နေ့မှာအတန်တိတ်တပိတ်ကြီးမှာအပြည့်အဝပါဝင်ပူးပေါင်းကြနိုင်မယ်ဟုတ်ပြီဒီအတွက်နော်ဒီထိခိုက်တွေနော်ပြည်သူလူထုနော်ဒီနှိမ့်ဆက်ညှင်းဆဲခံရမရှိနိုင်ဘူးလားရှိနိုင်ပါတယ်ကျွန်တော်တို့ဒါသိပြီးသားတော်လန်ရေးတရက်ဖြစ်တာနဲ့အညီနော်ထိခိုက်မှုတွေအဆုံးရှုံးတွေရှိတယ်ဆိုတာလေကျွန်တော်တို့သိပြီးသားသို့တော့ကျွန်တော်တို့ပြည်သူရဲ့အခြေအနေစံနာကဗျဒီအာဏာရှင်စနစ်ကြီးအောက်မှာတို့အကြကြီးနေသွားတော့မယ်ဆိုရင်တတိပြအာဏာရှင်စနစ်သဆိုးရှည်သွားမယ်ဆိုရင်ဖြစ်မဲ့တိုင်းပြည်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကအများကြီးပိုဆိုးတာကြောင့်ဒီအာဏာရှင်စနစ်ဆန့်ကျင်ရေးမှာတို့ဒါစင်စက်မပြတ်ပုံစံမျိုးစုံနဲ့ပါဝင်နေကြတာဖြစ်တယ်ဒါကြောင့်ချုပ်ပြောရရင်ကျွန်တော်တို့အနေနဲ့ဒီလာမဲ့နော်ဒီဇင်ဘာ10ရက်ပြည်လုံးကျအတန်တိတ်တပိတ်ကြီးကအပြေးဝနော်အောင်မြင်မဲ့လူတို့တည်းရဲ့လုံးဝတယ်နော်လဲနေလေအောင်မြင်းဆောင်မကြံပေါ့ဗျာပူပေါင်းပါဝင်ကြမယ်ဆိုတော့ကျွန်တော်တို့အပြေးဝယုံကြည်တယ်အဲ့ဒီနေ့မှာနော်ကျွန်တော်တို့ပြည်သူတွေသွေးအေးမသွားဘူးအာဏာရှင်စနစ်အောက်မှာကြောက်ဘူးတုံးမနေဘူးဆိုတာကိုထပ်ပြီးတော့တက်တည်ပြကြဖို့လေဖြစ်ပါတယ်ခင်ဗျမှန်ပါတယ်အဲ့တော့ဒီမင်းအွန်လိုင်းဖက်စစ်တက်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့တခုတည်းသောနီလန်းကအကြောက်တရားနဲ့ဖိနှိပ်ရက်ဆက်ကြမ်းကြုတ်မှုနဲ့ပဲအုပ်ချုပ်တာပါအဲ့တော့ဒီလိုအကြောက်တရားလုပ်တဲ့အခါမှာနီလန်းမျိုးစုံပေါ့အင်မတန်မှလူသားမဆန်ဆိုတာရဲဆက်ဆက်လုပ်တယ်အဲ့တော့အခုလိုလာမဲ့အတန်တိတ်တပိတ်လိုလှုပ်ရှားမှုတွေသိကြပါတယ်ဒီဖက်စစ်တပ်ကသူလောက်တဲ့တကူရီတော်နီလန်းဖြစ်တဲ့ပြည်သူလူထုကိုရက်ဆက်မယ်ဖိနှိပ်မယ်ချင်းချောက်မယ်ပေါ့ဗျာဒါပဲလို့ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာဒီနေ့21ရာစုကဘာကြီးဗျာ21ရာစုမြန်မာပြည်သူတွေပါအဲ့လိုနော်တက်ပြလို့ဖမ်းပြလို့စီးပြလို့နော်ကျွန်တော်တို့ကြောက်ရွံ့ပြီးတော့နော်တွေးကြောင်သွားမယ်နော်ဒါဒူးထောက်လက်မြောက်သွားမယ်ထဲမှာဒီနေ့ကျွန်တော်တို့မြန်မာပြည်သူတွေမပါတော့ဘူးဗျမပါတော့အဲ့လိုမပါလို့လေဒီຫນွေဦးတော်လန်ရေးကအခုအချိန်9နှစ်ကြီးတလောက်ကြီးအတိုင်းအတာတစ်ခုကြီးနော်အကျိုးရလက်ကြီးအများကြီးရနေတာဖြစ်တယ်ပြောချင်တာ6တိုင်းဟောက်တိုင်းကြောက်သွားမယ်ထဲမှာကျွန်တော်တို့မြန်မာပြည်သူတွေမပါဘူးပေါ့ဗျာဒါကိုပြောချင်တယ်မှန်ပါတယ်သို့တော့အရင်နှီးတွေရှိနေမယ်ထိခိုက်မှုတွေရှိတော်လန်ရေးတရက်မှာကျွန်တော်တို့အာနာရှင်စနစ်ကိုပဲဒါတော့ရက်ဆက်ရုပ်မာတဲ့နော်အာနာရှင်ကိုတွန်းလှန်နေရတာဖြစ်တဲ့အတွက်ထိခိုက်အရင်နှီးအပွန်းပဲ့တွေရှိနေတယ်ဆိုတော့ကျွန်တော်တို့ကြိုတင်ပြောလင့်ထားပြီးသားဖြစ်တယ်သို့တော့ကျွန်တော်ထက်ကပြောပါတယ်မတော်လန်ဘူးဒီအာနာရှင်စနစ်ကြီးသက်ဆိုးရှည်သွားရင်ဒီတိုင်းပြည်မှာနောက်ထပ်နော်သားစင်မြေဆက်နော်ခံရမယ်နောက်ဆက်တွဲဆိုးကျိုးကပိုများတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီဒေါ်လန်ရေးကိုနီလန်ပြောစုံနဲ့ဆင်နွှဲတယ်အဲ့တော့ဒေါ်လန်ရေးကိုဆင်နွှဲတဲ့အခါမှာကျွန်တော်တို့တတိအသိဉာဏ်ပညာအပြည့်နဲ့ကျွန်တော်တို့ဆင်နွှဲကြမှာဖြစ်တယ်အဲ့တော့အခုဒါဆိုရင်အတန်တေးတပိတ်ဒီလုံးမယ်ဆိုသိကြတဲ့မင်းအောင်လိုင်းကဖိနေမှာတို့ကျွန်တော်တို့ပြည်သူလူထုရဲ့တတိဉာဏ်ပညာအပြည့်နဲ့ပေါ့ကျွန်တော်တို့ပူးပေါင်းပါဝင်မှုတွေကသိကြပေါ့လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့အနေနဲ့နော်ဉာဏ်နဲ့ရှင်ပြီးတော့ပေါ့ဗျာနော်တော်လန်ကြဖို့ဖြစ်တယ်ဉာဏ်နဲ့ရှင်ပြီးတော့ဒီအတန်တိတ်တပိတ်ကြီးမှာလက်တွေ့ကြပူပေါင်းပါဝင်ကြဖို့ဖြစ်တယ်အဓိကလိုရင်းကတော့အဲ့ဒီသတ်မှတ်အချိန်အတွင်းမှာကျွန်တော်တို့ပြည်သူလူထုတွေနော်အရေးပါတဲ့ဒီကျွန်တော်လမ်းမကြီးတွေမှာနော်လူသူကင်းမဲ့နေဖို့နော်ကျွန်တော်တိတ်ဆိတ်နေဖို့ဒါအဓိကနော်ဒါအဓိကပဲအဲ့ချိန်အဲ့ရဒါကိုကျွန်တော်တို့ရည်ရွယ်တယ်ဒါကိုလည်းပြည်သူကသဘောပေါက်နားလည်ပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ယုံကြည်ပါတယ်နော်တတိအပြည့်နဲ့ဉာဏ်ပညာအပြည့်နဲ့ပြည်သူလူထုကပါဝင်နေမယ်တစ်ချိန်တည်းမှာပဲဖက်စစ်တပ်ကတော့သူလုံးဆရာရှိတယ်သူလုံးတက်တဲ့တခုတည်းသောနီလန်ဖြစ်တဲ့အကြမ်းဖက်ဖိနှိပ်မှုရန်ရာတွေကိုပို့ပြီးတော့စူးစူးဝါးဝါဒါဆောင်ရွက်ဖို့ရှိပါလိမ့်မယ်ဆိုတာပြောချင်ပါဟုတ်ကဲ့အဲ့တော့ဗျာကျွန်တော်တို့တာမန်အဲ့ရက်မှာပေါ့နော်ကျွန်တော်တာမန်ကိုယ့်အိမ်မှာပဲကိုနေတဲ့လူတွေတော့ထူးပြောစရာမရှိဘူးပုံမှန်လည်းပဲကိုယ့်အဲ့ချိန်မှာနော်အပြင်လုံးဝမတော့ပဲကိုယ့်အိမ်ထဲမှာကိုနေဒါတိတ်ဆိတ်ငြိမ်တဲ့ဖာနေနော်တော်လန်ကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောကြမယ်ဆိုကြမယ်နော်ဖြန့်ဝေကြမယ်ပေါ့ဒါတာမန်ပြည်သူတွေပုံမှန်လည်းပဲအပြင်ထွက်เสียမရှိတဲ့ပြည်သူတွေပေါ့ဟုတ်တယ်ခုနကတော့လုပ်ငန်းသဘောအရာကကားမောင်းရင်မောင်းရတဲ့လူတွေရှိနိုင်တယ်နောက်ဈေးဖွင့်ရတဲ့လူတွေရှိနိုင်တယ်ကျွန်တော်တို့နားလဲသူတို့သိကြတဲ့ဒီဖက်စစ်တက်ကနီးလန်မျိုးစုံနဲ့ဖိအားပေးပါပဲကျွန်တော်တို့လည်းလာဆက်သွယ်ကြတယ်အကြံဉာဏ်တောင်းကြတယ်သူတို့ဘယ်လိုပါကြမလဲခုနကပြောသူတို့ဈေးထဲမှာစိုင်လေးဖွင့်နေမယ်လာဝယ်သူမရှိဘူးကွက်ကိုတိတ်သိနေမယ်ဒါပြီးတာအဓိကအဲ့ဒီအချိန်မှာကျွန်တော်ပြောချင်တာကနော်ဟိုအရေးကြီးတဲ့နော်လူများရှိတဲ့စီကားတဲ့နေရာတွေလမ်းတွေနော်ဈေးတွေထဲမှာလူတွေကျဲတောက်လူတွေစိတ်သုံးကင်းမဲ့နေဖို့တိတ်ဆိတ်ငြိမ်သက်နေဖို့လိုရင်းဖြစ်တယ်ကိုဆိုင်ဖွင့်ရရှိတဲ့ပြည်သူတွေဖွင့်နေပါဖွင့်မှုဆိုရင်စစ်အုပ်စုကအတင်းလာဖမ်းမယ်ဆိုင်ကိုနော်ဒုက္ခပေးမယ်ဆိုတော့ဈေးတွေရှိနိုင်တယ်ဖွင့်နေပြဿနာမရှိကိုဆိုင်ထဲမှာထိုင်းနေမယ်လေလာဝယ်သူမရှိဘူးဈေးထဲမှာပြည်သူတယောက်မှမရှိဘူးနော်ဖွင့်ဈေးလေးတွေဖွင့်တာပဲရှိ
ဘာပြဿနာမရှိအဲ့လိုပဲနော်ကျွန်တော်တို့ဒါခုနပြောတဲ့ site ကားဆရာတွေရှိမယ်3ဘိန်းဆရာလေးတွေရှိတယ်နော်ခုနပြောတဲ့ဒီ line ကားဆရာတွေရှိတယ်တို့ပုံမှန်ပြီးနေတို့ပြည်သူတွေရှိမနေဘူးဒါပဲပြောချင်တာဒါပဲနော်အဲ့တော့ကျွန်တော်တတိအပြည့်နဲ့ဒေါ်လာရေးမှာပါဝင်တယ်တတိအပြည့်နဲ့ပါဝင်တယ်ဉာဏ်ပညာနဲ့ရှင်ပြီးတော့ဒါဒေါ်လာနဲ့ပါဝင်တယ်ဆိုတာဒါပါပဲဒါအတွက်ကျွန်တော်တို့ကပြည်သူကိုယုံကြည်ပြီးသားဗျပြည်သူကအဲ့လိုသူတို့အတွေးခေါ်တွေသူတို့ရှိပြီးသားခုနကကျွန်တော်တို့လာပြောကြတယ်ဈေးတော်ဖွင့်မယ်နော်တေးကြပဲလောက်ဝယ်လို့သူလည်းမရှိဘူးသူတို့ကလည်းရောက်မှာမဟုတ်ဒါမျိုးတွေပေါ့နော်အဲ့ဒါမျိုးပုံစံနဲ့ကျွန်တော်တို့ပြည်သူလူထုကလာမဲ့အသက်တိတ်တပိတ်ကြီးမှာလည်းပါဝင်ကြလိမ့်မယ်ဆိုကျွန်တော်တို့ကအပြေးအဝယုံကြည်ပြီးသားကျွန်တော်တို့ကိုယ်တိုင်လည်းဒါပြည်သူတွေကြားထဲမှာရှိတယ်ပြည်သူတွေကအဲ့နေအတွက်အားလုံးကနော်ဒါပြောကြရင်အားမွေးနေပြီးသားပြင်ဆင်နေပြီးသားပေါ့ဗျာဒါကိုကျွန်တော်တို့ထပ်ပြီးတော့ပြောချင်ပါတယ်တစ်ဖက်ကလည်းမှန်တယ်မဲအွန်လိုင်းရဲ့ဖိနှိပ်မှုရန်ရရတော့ရှိနေမယ်ဒါတွေကိုလည်းကျွန်တော်တို့ဉာဏ်ပညာအပြည့်နဲ့ဒါနော်တတိပြုပြီးကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်ကြရမှာပေါ့မှန်ပါတယ်ခင်ဗျအဲ့တော့ဒီကျွန်တော်တို့ရဲ့ပြည်သူဒါပြည်လုံးကျွတ်အတန်တိတ်တပိတ်ကြီးရတယ်အဓိကနော်ကျွန်တော်တို့လူထုသဘောထားစံတာလူထုလိုလားချက်၃ရက်ကိုကျွန်တော်တို့ဒါဖော်ထုတ်ပြသခြင်းဖြစ်တယ်ဒါကျွန်တော်အမေစုနဲ့နော်ဒါနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်အပါအဝင်အတေးအာရမဖန်ဆီးခံထားတဲ့နိုင်ငံရေးအကျဉ်းသားပေါင်းတောင်းနေရှိပြီးရှိတယ်ဒီပုံကိုယ်တွေကိုဖန်ဆီးထားပြီးတော့ဘာဒီမိုကရေစီတွေဘာရွေးကောက်ပွဲတွေတိုးနေတာတော့လုံးဝအဓိပ္ပာယ်မရှိဘူးဒါကြောင့်အမေစုပါဝင်သမ္မတကြီးဦးဝင်းမြင့်အပါအဝင်အတင်းအာရမဖန်ဆီးခံထားတဲ့နိုင်ငံနော်ဒါနိုင်ငံရေးအကျဉ်းသားပေါင်းများစွာကိုချွင်းချက်မရှိအများဆုံးပြန်လွတ်ပေးဖို့လိုအပ်ပါတယ်နောက်အခုစေအုပ်စုလုံး